အားလုံးမင်္ဂလာပါရှင်စတုတိတာလူစပါပြီစတုတိတာလူကုသိုလ်ယူနေပါပြီရှင်ခမေ6စီမောင်းတီးပြီးလှူဒန်းကုသိုလ်ယူနေပါပြီအယုတ်လက်အမျက်မရွေအသက်အရွယ်ကြီးငယ်မရွေလှူဒန်းကုသိုလ်ယူနေပါပြီရှင်ကုသိုလ်တွေဝေမျှပါတယ်ကျဉ်းမှုတွေဝေမျှပါတယ်ရှင်ပီတိတွေဝေမျှပါတယ်ရှင်ကဲကျမတို့မောင်းလေးတီးပြီးလှူဒန်းနေပြီဖြစ်ပါတယ်မျက်စိတဆုံးပါပဲเนาะလူကြီးများစွာအိမ်အောင်စုပေါင်းများစွာလှူဒန်းကုသိုလ်ယူတာဖြစ်ပါတယ်အလူရှင်ကတော့မတန်တန်ဆိုဖြစ်ပါတယ်ရှင်အသက်44နှစ်ပြည့်မွေးနေ့ထိမ်းမှတ်ဖြစ်လှူဒန်းကုသိုလ်ယူတာဖြစ်ပါတယ်အဖွားမင်္ဂလာပါအဖွားပြအောင်သမီးကိုဘာတွေလှူခဲ့လဲကြက်ပေါင်ကြီးရဲ့ဆလတ်ရွက်တုပ်ကျဲဦးနဲ့ဆလတ်ရွက်တုပ်ရဲ့အတိုးမြုပ်ရဲ့ငပိကျော်ရဲ့အဖွားပဲဟေးအော်အဲ့လိုစလုံးပေါက်နေလို့အော်ဖွားရထိုင်နော်ဖွားဘက်မှာနော်ထိုင်လားကဲပဲဟင်းလေးနဲ့အော်ကောင်းမှာကောင်းဟာထမင်းတွေရောတခါတည်းထည့်လိုက်တာပြီးရောငါဖို့စားရုံမဲ့တခါတည်းတန်းပြီးတော့ဟောဒီမှာစက်သားတုံးကြီးကိုကြီးနဲ့နော်ဟုတ်ကဲ့လူရဆန္ဒတွေတလုံးတော့နဲ့ပြေးပါစေပြေးပါစေရှင်ပြေးဟာကျမ်းမှာချမ်းသာပါစေဒီမှာကလိုက်တားနိုင်ပါစေဟုတ်ကဲ့ကြည့်ပါဦးငါတော့ရဲ့ခရဲညင်သီးနဲ့စက်သားလေးနဲ့နော်ဘေးရကင်းရှင်းဟုတ်ကဲ့ပြေးတဲ့စုနဲ့ပြေးပါစေခါလေးစားလို့ရပါပြီကျေးဇူးတင်ပါတယ်အော်အဖွားကြည့်ပါဦးအဖွားဟုတ်ကဲ့ပြုံနဲ့ဟုတ်ကဲ့ရှင်ဖွာနော်ကဲကြည့်အောင်ကျမတို့ပြအောင်မယ်ဟင်းနေသမီးလေးမင်္ဂလာပါသမီးလေးမောင်ချက်သားတို့ကြီးကိုကြီးနဲ့ကွယ်ငါစားပါလိမ့်ငါသမီးလေးကဲကျမတို့ဒီမှာချက်သားကိုခရဲညင်သီးအနှစ်ကလေးနဲ့ပင်စိမ်းလေးအုပ်ထားတယ်ຫນွေပဲသီးလေးခတ်ထားပါနော်ຫນွေပဲသီးကတော့ဒီလိုလေးအုပ်ယုံလေးတွေအုပ်ထားတာပါရှင်ရာသီစာလေးပေါ့နော်ခရဲညင်သီးလေးနဲ့ຫນွေပဲသီးလေးကလိုက်ပါတယ်ရှင်ဆက်လက်ရွက်တုပ်ဖြစ်ပါတယ်ကျမတို့နော်ဟာဗာလဲကျဲဥရဲ့ဆက်လက်ရွက်ရဲ့ကြက်သွန်ဘူးရဲ့တုပ်ထားတာဖြစ်ပါတယ်ရှင်ငပိကြော်လေးဖြစ်ပါတယ်နော်ဒါအတိုးမြုပ်ပဲဟင်းလေးမှုပြပါအောင်ပဲဟင်းလေးဟောဒီမှာပါရှင်ပဲကြဆန်ဟင်းရည်လေးနဲ့လည်းလိုက်ပါတယ်ရှင်ကဲအားလုံးကုသိုလ်တွေဝေမျှပါတယ်ရှင်ယနေ့မွေးနေ့ရှင်ကတော့မတန်တန်ဆိုဖြစ်ပါတယ်44နှစ်ပြည့်မွေးနေ့ထိမ်းမှတ်ဖြစ်လှူဒန်းကုသိုလ်ယူတာဖြစ်ပါတယ်ရှင်မွေးနေ့ရှင်ညီမလေးမတန်တန်ဆိုယနေ့ကြောက်တော်မွေးနေ့မှာသည်လူဘွားကြီးတစ်ခြားလုံးကျမ်းမာစွာချမ်းသာစွာပျော်ရွှင်စွာဖြင့်ဖြတ်သန်းနိုင်ပါစေလူမှုအကျိုးဘာသာအကျိုးသာသနာအကျိုးကိုထမ်းဆောင်နိုင်သောပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်ဖြစ်ပါစေယခုလိုခုနှစ်အသားသမီးအပေါင်းတို့အားလှူဒန်းရသောဤကောင်းမှုကုသိုလ်ကံစေတနာတို့၏အကြောင်းတရားသည်နိဗ္ဗာန်ရောက်သည့်အချိန်တည်းတိုင်အောင်မရှိဟုသောစကားဘယ်သောအခါမျှမကြားပါစေနဲ့ရှင်မပြည့်စုံဟုသောစကားဘယ်သောအခါမှမကြားပါစေနဲ့ရှင်စိတ်သွားတိုင်းကိုပါ၍လှူဒန်းထောက်ပံ့သာသနာပြုနိုင်ပါစေယခုဘဝယခုခန္ဓာဖြင့်ပင်လင်မဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်မြတ်ကိုလွယ်ကူသောကျင့်လျင်မြတ်သောတိညာဉ်တို့ဖြင့်မျက်မှောက်ပြုနိုင်ပါစေကဲကြည့်ပါဦးကဲစားပါလေပြုံးလို့ပြောလို့ကဲဝင်းတာတယ်နော်ဒီမှာလေးတို့အေးဟုတ်ပါပြီကဲလိမ်မာလိုက်တာဟဲ့စုတွေပေးလို့ကဲသမီးလေးရေမင်္ဂလာပါပြပါအောင်သမီးရဲ့ကဲကြည့်ပါဦးဟဲကုံမလာပြောငါသမီးကုံမလာပြုံးလို့နော်စက်သားလေးကကောင်းမှကောင်းခင်းညင်ဒီအနှစ်ကလေးနဲ့အနှစ်ကြအောင်ချက်ထားတာပါနော်အညာချက်ကလေးပေါ့ရှင်ကိုင်းခင်းညင်ဒီလေးနဲ့ကိုင်းခင်းညင်ဒီလေးကိုပေါ့ကျမတို့အခွန်ဟွာလေးပေါ့နော်အနှစ်အခြေကောင်းအောင်လောက်လေးတွေရေကန်းလေးပေါ့တိအောင်လောက်လေးတွေနည်းနည်းလေးပြုတ်ပြီးတော့မှကြိတ်လိုက်တာပေါ့နော်ကြိတ်ပြီးတော့မှစီတက်လိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပြည့်ပါစေဟုတ်ကဲ့ကဲဟုတ်ပါပြီရှင်ဟုတ်ကဲ့ပါရှင်ကဲမေပိုက်နှစ်ယောက်စာစားပြီးတော့ကဲကြည့်ပါဦးကဲကောင်းပါကောင်းနော်အေးဟုတ်ပါပြီကဲအားလုံးကုသိုလ်တရားများနဲ့အတူအေးချမ်းသာရှိပါစေတော်ဝင်းမှာမင်္ဂလာပါရှင်ကုသိုလ်တွေထပ်တူရပါစေယနေ့မွေးနေ့ရှင်မတန်တန်ဆိုပြုသမျှသောကောင်းမှုကုသိုလ်များအားလုံးထပ်တူရပါစေရှင်ဟိုပဲဟင်းလေးနဲ့ကိုင်းခင်းညင်ဒီစက်သားချက်ကလေးနဲ့လည်းလိုက်ပါတယ်ရှင်ဟိုမှာကျဲဥစလဲကောင်းလိုက်တာနော်ဟုတ်ကဲ့ရှင်ကလေးနဲ့ဟိုနောက်ကလူတိုင်းကြီးပါဟုတ်ကဲနိုင်ရောနိုင်ကြသေးရလားဝေး
ဟုတ်ကဲ့ပြည်တဲ့စုနဲ့ပြေပါစေဟုတ်ကဲ့ကိုကျော်ဝင်းမင်္ဂလာပါရှင်ကုသိုလ်တွေထပ်တူရပါစေဒီနေ့မွေးနေ့ရှင်မတန်းတန်းဆိုရီကောင်းမှုကုသိုလ်ဖြစ်ပါတယ်ရှင်ကဲမွေးနေ့ရှင်ဆုတောင်းမေတ္တာပို့ရအောင်မတန်းတန်းဆိုဖြစ်ပါတယ်နော်မွေးနေ့ရှင်ကျမ်းမာပါစေချမ်းသာပါစေဟုတ်ကဲ့ပြည်တဲ့စုနဲ့ဟုတ်ကဲ့ပြည်တဲ့စုနဲ့ပြေပါစေပြေပါစေပြေပါစေနော်ကဲခွေးကြောက်လို့အမဟိုကတ်ဒီကတ်နေတာအော်တက်တာဟဲ့လိမ္မာလိုက်တာဟဲ့လူချိုးလေးပဲမလေးမျက်လုံးလေးတွေလှလိုက်တာမလေးယောက်ျားလေးလားဟဲ့ချိုးလေးတော့ကြည့်ပါဦးအမေသဘောတွေကြာပါလားမလေးသဘောတွေကြာဟုတ်ပါအမေတူတာဟေးအမေတူတာဟုတ်ကဲ့ကဲမွေးနေ့ရှင်ဆုတောင်းမေတ္တာလေးတွေပို့အောင်နော်မွေးနေ့ရှင်ကျမ်းမာပါစေချမ်းသာပါစေလို့အေးဟုတ်ပါပြီပြေတဲ့ဆုနဲ့ပြေပါစေဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပြေတဲ့ဆုနဲ့ပြေပါစေဟုတ်ကဲ့မမေမင်္ဂလာပါရှင်ကုသိုလ်တွေထပ်တူရပါစေဒီနေ့မွေးနေ့ရှင်မတန်းတန်းဆိုစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းဖြင့်ပြည့်စုံပါစေစတုတိတာလူခုနှစ်သားသမီးအပေါင်းတို့အားအယုတ်လက်အမျက်မရွေအသက်ရွယ်ကြီးငယ်မရွေလှူဒန်းရသောဤကောင်းမှုကုသိုလ်ကံစေတနာတို့ရဲ့အကြောင်းတရားသည်နိဗ္ဗာန်ရောက်သည့်အချိန်ထိတိုင်အောင်ဖြစ်လျာဘဝတိုင်းကောင်းမှုကုသိုလ်၏ကောင်းကျိုးဟုသည်များခံစားဆန်စားပါစေရှင်မရှိဟုသောစကားဘယ်သောအခါမျှမကြားပါစေနဲ့ရှင်မပြည့်စုံဟုသောစကားဘယ်သောအခါမျှမကြားပါစေနဲ့ရှင်စိတ်သွားတိုင်းကိုပါ၍လှူဒန်းထောက်ပံ့သာသနာပြုနိုင်ပါစေရှင်ယခုဘဝယခုခန္ဓာဖြင့်ပင်လင်မဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်မြတ်ကိုလွယ်ကူသောခြေလင်းမြန်သောတိဉ္ဇဉ်တို့ဖြင့်မျက်မှောက်ပြုနိုင်ပါစေရှင်ဒါနဟုသောကောင်းမှုကုသိုလ်တဲ့ကျမတို့မနဲ့မျက်စိနှလုံးဖွင့်တာနဲ့ဒီလိုလှူဒန်းတန်းနိုင်အောင်ပေါ့နော်လူ400စား500စားလှူနိုင်အောင်ဒါနပြုနိုင်အောင်ကျမတို့မနဲ့တည်းအစောကြီးထားပြီး2နာရီခွဲ3နာရီတည်းထားပြီးပြင်ဆင်ပြီးတော့မှချက်ပြုတ်လာခဲ့ကြရတာဖြစ်ပါတယ်ဟုတ်ကဲ့ပြီးတဲ့ဆုနဲ့ပြည့်ပါစေဟုတ်ကဲ့ပါစေဟုတ်ပါပြီပါဟုတ်ကဲ့ပါဘွာပွားရေပဲဟင်းလေးမယူတော့ဘူးလားငါပွားမယူတော့ဘူးနော်ဟုတ်ပါအော်ပြီးပြီဒါဆိုရင်ဟုတ်ပြီပွားရေကဲငါမရေမင်္ဂလာပါအမပဲဟင်းမယူဘူးလားအော်အေးဟုတ်ပြီကဲကျမတို့ချမ်းသာတယ်ပြေကြပါပြီစိတ်ကွာန်းကိုပါလူရဆန္ဒကြည့်ပါကြည့်ကြပါဒီတိုင်းသာတိုင်းကြပါဒီကောင်းတဲ့ဆက်ဒီပိုင်းနေတော့ရက်တို့နဲ့ပြင်အားထုတ်နေတယ်တော်ကောင်းတယ်မကောင်းနိုင်ရင်ကောင်းနိုင်တင်နိုင်ရင်သာသနာရေးသမကပြင်နိုင်ကြပါဟုတ်ကဲ့ပြည်တဲ့ဆုနဲ့ပြပါစေအော်ကိုမျိုးမဟုတ်ဘူးရှင်မြောက်တကုံမှာပါရှင်ကုသိုလ်တွေထပ်တူရပါစေရှင်ကျမတို့ဒါပဲနဲ့2နာရီခွဲ3နာရီခွဲ3နာရီတည်းထားပြီးတော့မှဒါပြင်ဆင်ချက်ပြုတ်ခဲ့ရတာဖြစ်ပါတယ်เนาะဆုလိုချင်တာကကျမတို့ဟာဒီဒါနဟုသောကောင်းမှုပုဂ္ဂိုလ်တို့ပေါ့เนาะဒီလိုဒါနာကြီးပြုဖို့အတွက်ကိုကျမတို့ဆရာထက်တန်စွာဖြင့်ဒါမနေ့တည်းဈေးဝယ်တယ်ပြင်ဆင်တယ်မနေ့ကျတော့ချက်ပြုတ်တယ်ဒီဒါနကောင်းမှုကုသိုလ်ပြုဖို့အတွက်စိတ်ဆိုင်ပြီးလုပ်ကြရတာဖြစ်ပါတယ်ဒါမှမဟုတ်ကုသိုလ်တွေကနည်းတဲ့ကုသိုလ်တွေမဟုတ်ပါဘူးเนาะဝေမျှတဲ့အခါမှာလည်းထပ်တူရပါစေခြင်းကျိုးမှာစိတ်စေတနာများစွာဖြင့်ဝေမျှနေတာဖြစ်ပါတယ်เนาะဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုခေါ်ပါရှင်ယနေ့အလူရှင်မွေးနေ့ရှင်မတန်းတန်းဆိုဤအသက်44နှစ်ပြည့်မွေးနေ့ထိမ့်မှတ်ဖြစ်လှူဒန်းသောဤကောင်းမှုကုသိုလ်များအလုံးတို့ကို32ဖုံ၌ကျင်လည်နေကြကုန်သောနတ်လူမြမာတတ္တဝါအပေါင်းတို့ဝေမျှပါသည်ကျွတ်တန်းဝင်းချင်းကြကုန်သောပုဂ္ဂိုလ်အပေါင်းတို့အားလည်းဝေမျှပါသည်ရှင်မြင်ရမမြင်ရနှစ်ရက်များစွာတတ္တဝါအပေါင်းတို့အားလည်းဝေမျှပါသည်ရှင်ယခုကြည့်ရှုနေသူပေါင်းသားတို့ခေါ်ဆိုနေသူပေါင်းတို့အားလည်းဝေမျှပါသည်ကျမတို့ရွှေဘိုသူမိသားစုရရှိသောဤကောင်းမှုကုသိုလ်များအားလုံးတို့ကိုလည်းဝေမျှပါသည်ရှင်ဝမ်းမြောက်မှုမောသားတို့ခေါ်ဆိုခြင်းဖြင့်ကုသိုလ်တွေထပ်တူယူကြမယ်ရှင်ဤကုသိုလ်အားလုံးကြာသမျှအမြယူတော်မူကြပါကုန်တော်သာဓုအားလုံးကြာသမျှ
အမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုဟုတ်ကဲ့ပြည်တဲ့စုနဲ့ပြေပါစေရှင်ညိုရေးမင်္ဂလာပါရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပြည်တဲ့စုနဲ့ပြေပါစေကုသိုလ်တွေထပ်တူရပါစေညိုရေးဖြူဖြူသက်ညီမလေးကုသိုလ်တွေထပ်တူရပါစေကိုအောင်မျိုးထပ်တူရပါစေရှင်မမေထပ်တူရပါစေเนาะကုသိုလ်တရားများနဲ့အတူအေးချမ်းသာယာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေကောင်းကျိုးမင်္ဂလာဖြာဖြာတို့နဲ့ပြည့်စုံပြည့်ဝပါစေရှင်နိဗ္ဗာန်ရောက်သည့်အချိန်တည်းတက်အောင်ဖြစ်လျာဘဝတိုင်းကောင်းမှုကုသိုလ်ရေးကောင်းကျိုးဟုသည်များခံစားဆန်စားသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ယခုကြည့်ရှုနေသူပေါင်းသားတို့ခေါ်ဆိုနေသူပေါင်းတို့ရှင်ဝင်းနေရှင်မတန်တန်ဆိုပြုသည်များသောကောင်းမှုကုသိုလ်ကျမရွှေဘုသူပြုသည်များသောကောင်းမှုကုသိုလ်များအားလုံးဝမ်းမြောက်ဝမ်းသာတာထုခေါ်ဆိုခြင်းဖြင့်ကုသိုလ်တွေထပ်တူရကြပါစေရှင်ဝင်းနေရှင်မတန်တန်ဆိုရှင်အလှခံပုဂ္ဂိုလ်များရဲ့ကိုးစားခုနှစ်သားသမီးများရဲ့ကိုးစားကျေးဇူးတင်ပါတယ်ကျမတို့ရွှေဘုသူမိသားစုအားလည်းကုသိုလ်တွေပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်ဧကောင်းမှုကုသိုလ်များကြောင့်တဏှာခီသွားနေတဲ့၍အာဟာရဒါနလှူဒန်းသောဧကောင်းမှုကုသိုလ်တို့သည်ဖြစ်လျာဘဝတိုင်းဒါနဟုသောရိက္ခာတုတ်ကြီးဖြင့်လိုက်ပါနိုင်ပါစေရှင်ကံဤအကြောင်းတရားတဲ့ဘယ်သူမှဖြတ်လို့လည်းမပြတ်ပါဘူးเนาะအကုသိုလ်ကံသည်အကုသိုလ်အကျိုးကိုပေးတယ်ဆိုးကျိုးကိုပေးတယ်ဆိုတာလည်းမှန်ကန်တဲ့သစ္စာစကားဖြစ်တယ်လို့ကုသိုလ်ကံသည်လည်းကောင်းကျိုးကိုပေးတယ်ကောင်းသောအကျိုးတွေကိုခံစားဆန်စားရတယ်ဆိုတာလည်းမှန်ကန်သောသစ္စာစကားဖြစ်ပါတယ်ဒါကြောင့်မို့ယနေ့ဝိနည်းရှင်မတန်တန်ဆိုပြုသမျှသောကောင်းမှုကုသိုလ်တွေသည်ကောင်းကံတွေဖြစ်တဲ့အတွက်ဖြစ်လျာဘဝတိုင်းမှာကောင်းကျိုးဟုသည်များခံစားဆန်စားမှာဧကန်အမှန်ပင်ဖြစ်ပါတယ်ရှင်ကဲကျွန်မ live လေးချပါပြီရှင်